control C ဒီ copy ယူလိုက်ပြီဟုတ် copy ယူလိုက်ပြီးလို့ဆိုရင်အဲ့ဒါလေးကဟိုယူလိုက်တယ်ပေါ့နော်ကိုယ့်ရဲ့လက်ထဲမှာရှိတယ်လက်ထဲမှာအများကြီးကင်ထားလို့မရဘူးသူ့တနေရာသွားချအဲ့တော့သွားထားမဲ့နေရာလိုတယ်သွားထားမဲ့နေရာဆိုတာသူက control V ပေါ့နော် paste လုပ်မဲ့နေရာကိုပြောတာဆိုတော့ဟုတ်ပြီအဲ့ဒီခုန copy ကူးလိုက်တဲ့ဟာကိုဘယ်နေရာ paste လုပ်မလဲC ထဲမှာ paste လုပ်မှဆိုရင်ကွန်ပျူတာကိုဖွင့်လိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီက C ဆိုတဲ့ drive ကိုဆက်ဖွင့်တယ်ပြီးအဲ့ဒီရောက်တော့မှ control နဲ့ V ကိုနှိပ်လိုက်တယ်ဒါဆိုရင် paste လုပ်တယ်โอเคနော်ဒါက copy လုပ်တဲ့အခါမှာ copy လုပ်လို့မရဘူးတွေရတယ်ဆိုတော့ဒီလိုမျိုးဟိုဟာပေါ့ user ရဲ့ permission ပြန်တောင်းနိုင်မျိုးရှိတယ် continue နှိပ်လို့မရတာရှိတယ် skip နှိပ်လို့ရတာရှိတယ်เนาะကိုကူးလိုက်တဲ့ file ကိုကူးလို့ရတယ်မရဘူးဆိုတော့သူကအကြောင်းပြအခုတည်းကကူးပြီးသွားပြီ okay နောက်တစ်ခုက control X ကတော့သူကခုန control C က copy ယူတယ် control X ကကျတော့ cat ပေါ့เนาะဖြတ်လိုက်တာသူကအရင်နေရာမှာမကြမ်းခဲ့ဘူး copy ကတော့အရင်နေရာမှာကြမ်းခဲ့တယ်အဲ့တော့ cat လုပ်တဲ့အခါမှာဒီတိုင်းပဲ control နဲ့ X ကိုနှိပ်လိုက်မယ်အဲ့တော့ဒီ file ကိုဒီနေရာမှာမထားချင်တော့ဘယ်ကိုရွှေ့ချင်လဲဆိုရင် download ဆိုတဲ့နေရာလေးကိုရွှေ့ချင်တယ်ဆိုတော့အဲ့ဒါဒီမှာဖွင့်ပြီးတော့ control V နှိပ်လိုက်တယ်ဒါဆိုရင်ဒီကိုရောက်မယ် continue နှိပ်လိုက်ဒါဆိုရင်ဒီဘက်ကိုဒါ cat လုပ်လိုက်တယ်အဲ့တော့ခုနကနေရာ C ထဲမှာအဲ့ file ကမရှိတော့ဘဲနဲ့ download ဆိုတဲ့နေရာတွေကိုရောက်သွားပြီ